Hello, hi, မင်္ဂလာပါပြိတ္တကြီးကျွန်တော်အခုတခုတင်ဆက်ပေးစရာလေးရှိပါတယ်။ဒီဆိုင်ပြိတ္တကြီးတို့မြန်မာပြည်အတွက်ပြိတ္တကြီးတို့မြန်မာပြည်အတွက်ကိုကျွန်တော်တင်ဆက်ပေးစရာလေးရှိတယ်။နေ့စဉ်နေ့တိုင်းလည်းတင်ဆက်ဖို့အတွက်ကြိုးစားတယ်။အခုလည်းမကြခင်တင်ဆက်ဖြစ်တော့မှအခုကအစမ်းအနေနဲ့ကျွန်တော်တင်ဆက်ပေးရပါ။အခုတင်ဆက်ပေးမှာပြိတ္တကြီးဘယ်သူမှမတူတဲ့အရာလေးတစ်ခုပေါ့ဗျာအားလေးကိုကျွန်တော်ဖိတ်ခေါ်ပါတယ်ပြိတ္တမကြိုက်ဘူးဆိုရင်အနည်းဆုံးပြိတ္တ90ရာခိုင်နှုန်းမှမကြိုက်ဘူးဆိုကျွန်တော်အမခံမယ်နောက်ဒီလုပ်ဘယ်တော့မှမလုပ်တော့အားပါလဲဆိုတော့ကျွန်တော်ကိုယ်တိုင်အခုတချင်းတစ်ပုဒ်ကိုအစ်စ်ဗျာဘယ်သူမှမရေးထားတဲ့တချင်းဘယ်သူမှမထုတ်ထားတဲ့တချင်းကိုကျွန်တော် channel ရနေတင်ပါမယ်အဲ့ဒီချင်းကတော့ကျွန်တော်ကိုယ်တိုင်ရေးပြီးကိုယ်တိုင်ဆိုရပါတယ်စတူဒီယိုနဲ့ပြီးတော့အဲ့တချင်းတစ်ပုတ်ထဲကိုတောင်ကျွန်တော်music မျိုးစား၄မျိုးလောက်နဲ့ဆိုထားတယ်နော်အဲ့ဒီချင်းလေးကိုကျွန်တော်ပြည့်တဲ့ယူမျှဝေမယ်အဲ့ဒီချင်းရဲ့နာမည်ကပါလဲဆိုတော့ဒါအမှန်တရားပဲကွယ်တဲ့နော်ပြည့်တဲ့ကြီးသဘောပေါက်မှာကဒါအမှန်တရားပဲကွယ်ကျွန်တော် channel ကတော့ YLA channel ပါရန်လင်း channel ကျွန်တော်ကိုယ်တိုင်ရေးပြီးကိုယ်တိုင်ဆိုရတဲ့ချင်းတွေကိုတင်ပါပါနောက်ဆိုရင်အခုကျွန်တော် channel ထောင်ဖို့စဉ်းစားနေပါတယ်ဟုတ်ကဲ့ပါအခုတော့လက်ရှိကျွန်တော်ရဲ့ဘယ်လိုကောင်းလဲဆိုတော့ကျူးစာအားထုတ်မှုတွေကိုပြည့်ကျက်ကြီးနည်းနည်းလေးကြည့်ပေးပါကြိုက်ရင်တော့ပြည့်တဲ့ကြီးလို့သဘောပါတော့နော်တဲလေးပါပေးနေပေးပါဗျစောင်းအောင်ကြည့်ပါအခုကျွန်တော်ရဲ့အတန်လင်းလေးကိုရှူစားပေးပါကျွန်တော်ကတော့ဒီတချင်းကိုရွှေယူတော့အတန်ကတော့ထုတ်ပြီးပေါ့ဗျာမျိုးစင်မျိုးစားရောအကုန်ထုတ်ပြီးပြီးတိုင်းမဲ့ NDB တော့မရိုက်ရသေးဘူး MDB တော့ပါလာမင်းသားတွေများအဲ့လိုတော့မရိုက်ရသေးဘူးခွေချမ်းသဘောလေးပေါ့ဗျာဥဆုံးပြည့်တဲ့ကြီးကိုအမြည်ဆန်းမျိုးစင်မျိုးစားကတော့ဘယ်လိုမျိုးစားမျိုးလဲဆိုပေါ့နဲ့ rack ကလေးပေါ့ဗျာပေါင်းထားတဲ့မျိုးစားမျိုး IMB လေးပဲပါအဲ့ပုံစံလေးကိုကျွန်တော်အမှန်တရားဒါအမှန်တရားလားကိုယ်ဆိုတဲ့တခြင်းကိုအဲ့ music ပုံစံလေးနဲ့တင်ဆက်ခွင့်ပြုပါနားထောင်ကြည့်ပါပြည့်တဲ့ကြီးကြိုက်တယ်ဆို like တွေ share တွေပေးပေးပါတကယ်လို့ like တွေ share တွေများလာတယ်ဆိုရင်ကျွန်တော်ကအဲ့တခြင်းကိုပဲနောက်ထပ် music ပုံစံတစ်မျိုးနဲ့ကျွန်တော် channel မှာဆက်တင်ပေးပါမယ်အားပေးပါကျေးဇူးတင်ပါတယ်ပြည့်တဲ့ကြီးကျမ်းပါပါစေအားလုံးတို့အဲ့တခြင်းတွေကတော့အမြဲတမ်းနေပြရမယ်ဆိုရင်တော့ကိုကြီးနေကိုအားကြလို့ရေးထားတာပါအဲ့ဒီခြင်းအဲ့ဒါတော့ရှောင်းပြီးတခြင်းတွေကိုအားကြပြီးတော့နည်းနည်းအားကြပြီးရေးထားတာဒါမဲ့အဲ့ဒီတခြင်းရဲ့မူရင်းဟောကော့တွေတော့ကျွန်တော်မှရှိပါတယ်ကျွန်တော်မထုတ်သေးပါဘူးတခြင်းကိုလည်းနားထောင်ပြီးပါနော်နောက်တော့မှကော့တွေပေါ့နော်မူရင်းစာသားတွေကိုနောက်မှကျွန်တော်ထုတ်ပါမယ်အဲ့ဒီစာသားတွေအရင်အဓိပ္ပာယ်ရှိပါတယ်မြန်မာပြည်အတွက်လည်းဟုတ်ကဲ့ပါအဲ့လိုထုတ်ရင်အားပေးပါဦးပြီးတော့အဲ့ကောတွေစာသားတွေကလည်းတခုတည်းလာမှာမဟုတ်ပါဘူးမျိုးစစ်မျိုးစားအတိုင်းလိုက်ကောတွေစာသားတွေပြောင်းမှာပါစာသားတော့မပြောင်းဘူးเนาะကောတွေပြောင်းသွားပါမယ်ဆိုဟန်လေးပြောင်းပါမယ်ဗျာပြည့်တဲ့ကြီးပဲ music ကိုကြိုက်တယ်ရှူစားပေးပါကျေးဇူးတင်ပါတယ်